ပြန်နေကြိုးဆိုပါတယ်ခင်ဗျာကျွန်တော်ရဲ့ channel မှာတပုံရိုက်တာတွေတပုံရိုက်ပြီးတော့ပုံတစ်ပုံကိုဘယ်လိုပြင်ရမလဲဆိုတာကို sharing လုပ်ပေးသွားမှာဖြစ်ပါတယ်ဒီနေ့ဗီဒီယိုမှာကျွန်တော်ရိုက်ပြီးသားပုံကို Photoshop နဲ့ Screen Reader လုပ်ပြသွားမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြည့်လိုက်ရအောင်ခင်ဗျာဗီဒီယိုလေးမစခင်မှာကျွန်တော်ရဲ့ channel ကို like and subscribe လုပ်ခဲ့ပေးဖို့အရင်ဆုံးတောင်းဆိုချင်ပါတယ်ဒါ control G ကိုယူလိုက်မယ်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်ဒီ model မှာကျွန်တော်ဒီအဖို့ပိတ်နေရှိပါတော့ဒီအဖို့ပိတ်ကြီးကိုကျွန်တော်ဖြောင်းမယ်ခင်ဗျဒီဖြောက်တာရောက်တော့ကျွန်တော်ဒီမှာ Spot Healing Pad 2နဲ့စပြီးတော့ဖြောက်ပါမယ်โอเคဒီလိုမျိုးပေါ့နော်ဒီလိုလေးဖြောက်ပေးသွားမယ်ကိုမျက်စိထဲမှာရှုံးနေတဲ့ဥစ္စာလေးပေါ့နော်ဥပမာစပင်းကြီးပါလေအဲ့လိုမျိုးလေးဆိုလို့ရှိရင်ကျွန်တော်ဖြောင်းလို့ရပါတော့ဒီ Spot Healing Pad 2နဲ့ပါဒါလေးတော့နည်းနည်းလေးကြာမယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဒါလေးကိုအများကြီးလုပ်လိုက်ပါမယ်လေဘင်းနေရာလေးတွေမှာလည်းလိုမျိုးဆက်ပြောင်းလေးပါလိမ့်ရှိခဲ့တယ်ပေါ့နော်အဲ့လိုအစားလေးဆိုတော့ကျွန်တော်ဖြောင်းပေးမယ်တော့ဖြောင်းလေးပေါ့နော်ဒီဒါပြီးလို့ရှိရင်ကျွန်တော်တို့ control E နဲ့နေရာပြန်ပွားမယ်ပြီး control G ပြန်ခေါ်မယ်ဒီကျွန်တော် model ကိုခဏကိုတင်အောင်လုပ်မယ်ပေါ့နော်ဒီမလို့ထားတော့ liquid file လုပ်တယ်လို့ခေါ်ရပါတော့ဒီကောင်ကိုကျွန်တော် control H bar keyboard က control H barကိုလေးနည်းနည်းအင်ဂျီတွေနည်းနည်းလေးထဲသိမ့်မယ်ပေါ့နော်ဒီပုံမှာရတော့အရင်ကြီးလောက်ဆရာမလို့ပေါ့နော်နည်းနည်းပါးပါးလေးပဲโอเคဒီကျွန်တော်အဲ့ဒါခေါ်မယ်ပြင်ကျွန်တော်ဒီမှာပြန်သွားမယ်ဒီမှာကျွန်တော်preset ရှိလို့ပေါ့နော်preset မရှိသေးတယ်ဆိုရင်တော့မရဘူးပေါ့နော်ကျွန်တော် preset ရှိပါတယ်ကျွန်တော်လုပ်လိုက်မယ်ပြီးရင်ကျွန်တော်တို့ဒီမှာတော့ကျွန်တော် client ကအမြန်အဲ့ဒါရေးကြီးနေတဲ့အချိန်ဆိုလို့ရှိရင်ကျွန်တော်ဒီအမြန်နည်းကိုတုံးပြီးတော့မှပေါ့နော်အဲ့ဒါကိုကျွန်တော် Screen Reader အမြန်လုပ်ပြီးတော့အမြန်ပေးတာပါတကယ်လို့client ကအရေးမကြီးဘူးအေးဆေးတယ်ဆိုလို့ရှိရင်တော့ကျွန်တော်ကမှလုပ်ပေးရပါတော့နောက်ထပ်တစ်နည်းကိုလည်းကျွန်တော်နောက်ထပ်ဗီဒီယိုမှာထပ်ပြီးတော့ပြပါမယ်ဒီလိုမျိုး brush tool လေးနဲ့ပုတ်ပေးပါတော့before after ပြန်ပြပါမယ်ဆိုလို့ရှိရင် model ရဲ့အသားကြီးကပြည့်ပြတ်သွားရပါတော့။ Okay ဒါဆိုရင်ကိုလိုချင်တဲ့နေရာလေးကိုထည့်ပြီးတော့ black tool လေးနဲ့ဒါလေးပုတ်ပေးမယ်ပေါ့နော်။ Okay ဒီနှာခမ်းလေးနားလေးပေါ့နော်။ Okay ပြီးဆိုရင်ကျွန်တော်ဒီ model ရဲ့လက်ကိုကျွန်တော်နည်းနည်းလေး black tool လေးနဲ့ဒါလေးပုတ်ပေးမယ်ပေါ့နော်။အသားကြီးညီသွားအောင်လို့ပါ။ Okayပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဘာလို့ solid color ဆိုတာရှိပါတော့ဒီ solid color ထဲမှာကျွန်တော်ဒီကောင်ကိုကျွန်တော်အမဲကြီးယူလိုက်အမဲကိုတုံးလိုက်မယ်ပေါ့နော်ဒီဆိုရင်လည်း soft line ကိုတုံးပါမယ်color လေး okay ကျွန်တော်ဒီလောက်ဆိုရပြီပေါ့နော်ဆိုရင်ကျွန်တော်ဒီမှာ red 2ကိုပဲယူမယ်ဒီကောင်မှာအဖြူဖြစ်နေလို့ပေါ့နော်ကျွန်တော်ဒီမှာအမဲဖြစ်ရပါမယ်ဒါမှသာလေကျွန်တော်တို့
brand 2နဲ့ပို့လို့ရမှာပေါ့နော်โอเคတရားထားလိုက်မယ်โอเคကြောက်တယ်โอเคဒါဆိုရင်ပုံစံကြီးကဒီလိုလေးပေါ့နော်โอเคဒါဆိုလို့ရှိရင်ကျွန်တော်တို့ပုံတစ်ပုံကိုပြင်ပြီးသွားပြီပေါ့နော်ဒီဥစ္စာကရတော့ကျွန်တော်ပုံအမြန်ပြင်နေပြီပါဒါကျွန်တော် preset တွေသုံးထားတာဖြစ်တဲ့အတွက်ဒီလိုမျိုးမြန်ဆန်တာပါတကယ်လို့ preset မသုံးဘူးဆိုရင်ကျွန်တော်ဒီနည်းနည်းကြာနိုင်တယ်ပေါ့နော်ဒါကတော့ကိုယ့်ရဲ့ screen reader ပေါ်မှာပဲမူတည်ပါတယ်ကျွန်တော်နောက်ထပ် screen reader နည်းကိုဒီ preset တွေဘာတွေမသုံးမင်းနဲ့ကျွန်တော်လာပြီးတော့ပြောပြပေးပါမယ် okay ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျာ